သူများကြီးတော့မသိဘူးသူများဂျပန်ရောက်ဖို့ကလေလွယ်လွယ်ကူကူနဲ့ဖြစ်လာတော့မဟုတ်ခဲ့ဘူးဘယ်လိုလဲဆိုရင်တငယ်ချင်းတွေကနာမည်ကြီးဂျပန်စာသင်တန်းကျောင်းတွေတက်နေတဲ့အချိန်မှာကိုမလေးအကြောင်းမျိုးမျိုးကြောင့်သင်တန်းတော့မတက်နိုင်ဘူးအဲ့တော့မတက်နိုင်တော့ဘာလုပ်လဲဆိုတော့ကိုကဂျပန်ကိုအရန်သွားရှင်နေရဆိုတော့သိရမလား line ပေါ်ကနေပညာဒါနမျှဝေတဲ့ဟာတွေကိုလေ့လာ application တွေကနေစာအုပ်လေ့လာခဲ့ရတာအဲ့မှာသင်တန်းစတက်ပြီဆိုတော့လေတကယ်ဈေးအရှို့ဆုံးတကယ်ဖွင့်ကားစားတင်တန်း M5 M4 မှာ3,600ပဲရှိရဲ့တင်တန်းကိုရွေးပြီးတက်ခဲ့တာ M4 ပြီးပြီဆိုတာနဲ့ JFTA2 လေ့လာတယ်ဘိုးဘွားဆောက်ရှောက်ရေးမြန်မာပိုင်းဂျပန်ပိုင်းကိုယ့်ဘာသာကိုလေ့လာတယ် YouTube ကနေပြီးတော့အင်တာဗျူးမေးခွန်းတွေကိုလိုက်ကြည့်တယ်တင်တန်းတက်နေရဲ့အတော်အတွင်းမှာရန်ကုန်မှာဘယ်လိုနေလဲလို့မမေးနဲ့အဆဆရရဈေးကြီးတော့အခါကျတော့အဆောင်မှာနေလိုက်အမျိုးလေးစီမှာနေလိုက်အဲ့လိုနဲ့ပဲလှည့်ပြီးနေလာခဲ့တာအဲ့လိုခက်ခဲတဲ့ဂျားတွေကနေပြီးတော့မကောင်းတဲ့ကိစ္စတွေကဖြစ်လာသေးတယ်ဘလို့ဖြစ်လာလဲဆိုအင်တာဗျူးဖြေနေမှအဖေကဆေးရုံတင်ထားရတာအင်တာဗျူးဖြေပြီးမှအမေကထုတ်ရောတာအင်တာဗျူးအောင်နေနေမှာဘာကြီးလုပ်နေလဲမမေးနဲ့အမေနဲ့အတူတူတောထဲသွားပြီးနွားစာရိတ်နေတာအော်ငါတော့ကန်ကောင်းပြီငါဂျပန်ကိုရောက်ပြီလို့တွေးနေရဲ့အချိန်မှာပဲကန်ဆိုးမှုတွေကစတင်လာပြန်ရောစီးစစ်တော့စီးစစ်ချက်ကမအောင်အဆုတ်မှာအနာရှိနေရောအိမ်မက်တွေကဝေးပြီဆိုပြီးစိတ်တက်တွေကြာနေခဲ့တာဒါပေမဲ့လက်မလျှော့ခဲ့ဘူးစီကံပြောင်းနေဆရာဝန်ကြီးတွေနဲ့ပြရဲတေချာကုသမှုကိုခံယူပြီးတော့ဂျပန်သွားဖို့လက်မှတ်ကိုရခဲ့တယ်နောက်ဆုံးခက်ခဲတာဘာလဲလို့မေးလို့ရှိရင်ငွေကြေးပဲသူများလာတော့ကဒေါ်လာ1500 plus 5% ပေးရတယ်ပေါ့နော်အဲ့ဒီအခက်အခဲကိုတော့အကိုကြီးကအလုပ်စူးစမ်းပြီးတော့ဖြည့်ရှင်းပေးခဲ့တာအဲ့လိုအခက်အခဲတွေကြားရကနေပြီးတော့လဲကျလိုက်ပြန်ထားလိုက်နေပဲဂျပန်ကိုရောက်လာတာသူများပြောရှင်တာကလေဘယ်ရအောင်မှလွယ်လွယ်ကူကူနဲ့လက်မလျှော့နဲ့ပန်းနေဆိုတာတစ်ချိန်တည်းမှာဘယ်တော့မှမပွင့်ဘူးဒါပေမဲ့ပန်းနေပွင့်တဲ့ຫນွေဦးကတော့တစ်ချိန်ချိန်မှာရောက်လာမှာပဲဘာပဲဖြစ်ဖြစ်မင်းဘက်ကသာလက်မလျှော့လိုက်နဲ့ဂျပန်ဆိုတဲ့နိုင်ငံမင်းကိုစောင့်နေဟုတ်ပြီလား